အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပေးမှာကတော့ကျွန်တော်တို့ဒီ Telegram မှာကြော်ညာလေးတွေကြည့်ပြီးတော့ပတ်စံထိုးလို့ရတဲ့ bot တစ်ခုဖြစ်တဲ့ ADSWE bot အကြောင်းလေးကျွန်တော်အစအဆုံးပြန်ပြောပြမလို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော် Telegram မှာဒီ bot ကိုဝင်လိုက်ပြီဆိုရင် step ကိုလုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုမျိုးလေးပေါ့နော်ပွင့်လာမယ်ဒီချိန်မှာသူက VPN လိုအပ်တယ်လို့ပြောတယ်သူပြောထားတာက US Singapore Thai ဒီ၃နိုင်ငံနဲ့တစ်ခုခုနေပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ VPN သုံးဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီ Siphon VPN နဲ့အဆင်ပြေပါတယ်ဒီ Siphon VPN မှာကျွန်တော်တို့ကဘာလို့လုပ်ရလဲဆိုရင်နိုင်ငံတွေရွေးလို့ရတယ်သူပြောတဲ့ဒီ United States ပြီးရင်Singapore ဒါတွေရွေးလို့ရတယ်ပေါ့နော်အကောင်းဆုံးတော့ Singapore ကိုရွေးပြီးတော့ကျွန်တော်တို့ပေါ့ချိန်ပါsorry VPN ကိုချိန်ပါချိန်ပြီးတော့မှVPN ချိန်ပေါ့နော် VPN ချိန်ပြီးတော့ရင်တော့ကျွန်တော်တို့ဒီပေါ့ဝင်ပြီးတော့ဆော်လို့ရပြီပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော် VPN လေးအရင်ချိန်လိုက်ပါမယ်အခုဆိုရင်တော့ကျွန်တော် VPN ချိန်လို့ပြီးသွားပြီအဲ့တော့ကျွန်တော်ဘောင်းကိုပြန်ဖွင့်တဲ့ချိန်မှာတခါတည်းပွင့်သွားပြီပေါ့နော်အဲ့တော့ဒီမှာပွင့်လာမယ်ဆိုရင်ဒီမှာ home မှာဆိုလို့ရှိရင်ကျွန်တော်တို့ daily phone နဲ့ရှိမယ် daily phone နဲ့နေ့စဉ်ဝင်ယူလို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီမှာယူကြည့်လိုက်မယ်ယူပြမယ်ပေါ့နော်ဒီလို daily phone နဲ့ကိုယူတဲ့ချိန်မှာသူကကြော်ညာအတူလေးကြည့်ရတယ်ပေါ့နော်ဒီကြော်ညာလေးပြီးသွားရင်တော့ကျွန်တော်တို့က coin ရမယ်ပေါ့နော် daily phone နဲ့ coin လေးရမယ်ကြော်ညာကမကြာပါဘူးဗျစက္ကန့်30လောက်ပဲကြာတယ်ပေါ့နော်ကြော်ညာအတူလေးပါပဲဒီအားလေးပါပဲပေါ့နော်အဲ့တော့ကျွန်တော်ကကြော်ညာတော့ကြည့်လို့ပြီးသွားပြီဒါပေမဲ့ကျွန်တော်ကဒီဗီဒီယိုမလုပ်ခင်မှာကျွန်တော်ယူပြီးသွားပြီဖြစ်တဲ့အတွက်ဒီတစ်ခါတော့ထပ်မရတော့ဘူးပေါ့နော်24နာရီပြည့်သွားရင်တော့ထပ်ပြီးယူလို့ရမယ်သူ့ရဲ့အောက်မှာတော့ fuel mining ဆိုတာရှိတယ်ဒါကတော့ကျွန်တော်က mining လုပ်ပြီးသားဖြစ်နေတယ်ဒီမှာလဲသူကဒီ mining မှာကသူက9000ရယ်1000ရယ်ဆိုပြီးတော့ရှိတယ်အဲ့ဒါဘာကိုပြောလဲဆိုတော့ကိုရှာထားတဲ့ဒီပေါ်မှာရှာထားတဲ့ coin ပေါ့နော်9000ဒါမှမဟုတ်1000ကိုရှင်းပြီးတော့ကျွန်တော်တို့ကတနာယူတစ်ခါဝင်ပြီးတော့ကျွန်တော်တို့ဝင် claim လို့ရတယ်ဝင်ယူရမယ်ပေါ့နော်ဒီ mining ကရက်နဲ့ပါသူကဘယ်လောက်ကြာလဲဆိုတော့10ရက်ပေါ့နော်ဒီ10ရက်အတိုးအတွင်းမှာတနာရီချာတစ်ခါဝင်ပြီးတော့ယူရမယ်အဲ့တော့သူက2မျိုးခွဲထားတယ် normal user ပေါ့နော်normal user ဆိုလို့ရှိရင်ကိုက9000ပလန်ကိုယူလိုက်တယ်ဆိုရင်ကိုတည်းကနေ9000 coin 9000ဖြတ်သွားမယ်ပြီးတော့နေဒီ10ရက်ပြည့်သွားတဲ့အချိန်ကျရင်ကိုကဒီတနာရီတစ်ခါဝင်ယူနိုင်ခဲ့တဲ့အခေါက်အတိုင်းဝင်ယူခဲ့မယ်ဆိုရင်အလုံးပေါင်း8880 coin ပြန်ရမယ်ပေါ့နော်တကယ်လို့ကိုက1000ကိုယူပြီးတော့mining လုပ်မယ်ဆိုရင်တော့16800ရမယ်ပေါ့နော် VIP user တွေဆိုတော့9000ဆိုလို့ရှိရင်သူက16800ရမယ်1000ပလန်ကိုယူပြီးတော့ mine မယ်ဆိုရင်တော့3000ပြန်ရမယ်ဒီနေရာမှာကဘာအဓိကကြလဲဆိုတော့ကိုကတနာရီတစ်ခါတော့ပုံမှန်ဝင်ယူနိုင်ရမယ်ပေါ့နော်အဲ့လိုမျိုးလေးဝင်ယူနိုင်မှအပြည့်ရမယ်သူပြောထားတဲ့ coin ပြည့်ရမယ်တကယ်လို့မယူခဲ့နိုင်တဲ့အခေါက်ရည်အတွက်ဆိုတော့သူကအဲ့ဒီအတွက်ကတော့ဆုံးရှုံးသွားမယ်ပေါ့နော်အဲ့တော့အပြည့်သူပြောထားတဲ့ coin အတိုင်းအပြည့်ရချင်မှရမယ်ပေါ့နော်ဒါမျိုးလေးတော့ရှိတယ်ပြီးရင်တော့သူ့ရဲ့အောက်မှာဘာရှိလဲဆိုတော့ daily test ရှိတယ်ပေါ့နော်ကိုက clean ပြီးသွားပြီဆိုရင်လည်းဒီပေါ်မှာဒီလိုမျိုး message လေးဝင်တယ်ပေါ့နော်အမှသွားပြီးကြည့်လို့ရတယ်ကိုဘယ်နှကြိမ် clean ပြီးသွားရင်လည်းဆိုတာပေါ့နော်အဲ့တော့ဒီအောက်မှာ daily test မှာကတော့သူကဒီမလုံးဝသေးတဲ့ဟာရဲ့လုတ်ပြီးသားရေပေါ့နော်ဒီမှာတော့ကျွန်တော်လုတ်ပြီးသားဟာကကျွန်တော် YouTube ဗီဒီယိုနှစ်ပုတ်ကြည့်တာပဲပေါ့နော်ကျန်တာတွေကတော့သူ Telegram join ခိုင်းတာတွေပြီးရင်ဒီဘုံ game ကို level ဘယ်လောက်ရောက်ရင်တစ်ခါဝင်ပြီး daily test ပြီးမြောက်တယ်ဆိုတဲ့ဟာပေါ့နော်အမှကွန်ယူလို့ရတယ်အဲ့တော့ဒီဘက်ဒါကတော့ home မှာရှိတဲ့ဟာနော်ဒါကတော့နောက်တစ်ခုကတော့ game ပေါ့ game မှာတော့ဒီမှာအပေါ်ဆုံးမှာဆိုရင်ဘုံ game ရှိမယ်သူ့ရဲ့အောက်မှာကဒီဘုံ game မှာ level ဘယ်လောက်ရောက်ပြီးတော့ coin ဘယ်လောက်ရနေလဲဆိုတဲ့စီးရင်ရှိမယ်သူ့ရဲ့အောက်မှာကတော့ကျွန်တော်တို့ dice game ရှိတယ်ဒါကတော့ answer တော့ပေါ့နော်အဲ့ဒါက player 2ယောက်ဆော့ရတာသူ့ရဲ့အောက်မှာတော့ကျွန်တော်တို့ lottery ပေါ့အပတ်စဉ်တောက်ကြနေတိုင်းဖွင့်တာသူက T ပေါ့နော်ဒီ T ထိုးရတာကြိုက်တဲ့ခဏ3လုံးပေါ့နော်ဒါမျိုးပေါ့အဲ့တော့ကျွန်တော်အရင်ဆုံးဒီမှာဘုံကိန်းကိုကျွန်တော်စောပြမယ် step ကိုနှိပ်လိုက်ပြီဆိုတော့အရင်ဆုံးကျွန်တော်ကြော်ညာခုနလိုပဲ second 30စာကြော်ညာအတူလေးကြည့်ပေးရတယ်ကြည့်ပေးပြီးသွားရင်တော့ကျွန်တော်တို့ဘုံကိန်း
စပြီးဆော့လို့ရပြီပေါ့နော်အဲ့တော့ဘုံကိန်းကိုဘယ်လိုဆော့ရလဲဆိုတဲ့ဟာလေးကိုကျွန်တော်နမူနာဆော့ပြမယ်ဒီကြော်ညာလေးပြီးသွားပြီပေါ့နော်သူကကြော်ညာလေးပြီးသွားပြီဆိုရင်ဒီလိုမျိုးအကွက်ကလေးပေါ်လာမယ်ဒီအကွက်မှာကျွန်တော်တို့ကလိုက်ပြီးတော့နှိပ်ပေးရမယ်ဒီမှာကျွန်တော်တို့ကဘုံမမိအောင်လို့ကျွန်တော်တို့ကနှိပ်ရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် level 2အောင်သွားပြီပေါ့ level 3ကိုရောက်သွားပြီဒါမျိုးလေးပေါ့နော်သူကတစ်ဆင့်နဲ့တစ်ဆင့်မှာ coin ရတာချင်းကမတူဘူးအဲ့တော့ level တက်လာတဲ့အမျှကျွန်တော်တို့နှိပ်ရတဲ့အကွက်ကြီးလည်းနည်းနည်းတိုးလာမယ်ဘုံလည်းနည်းနည်းချင်းစီများလာတတ်တယ်ပေါ့နော်အဲ့တော့သူက level ကဘယ်လောက်ထိရှိရလဲဆိုတော့ဒီ level 20ထိရှိရယ်ကိုက level 20ထိစော့ပြီးသွားပြီဆိုတော့ဒီတရက်အတွက်ကကန့်သက်ချက်ပြီးသွားပြီပေါ့နော်အဲ့တော့နောက်နေ့တရက်မှာဒီ level 1နေပြန်ပြီးတော့စစော့ရမယ်ပေါ့နော်level 20ထိအောင်သွားပြီဆိုရင်ရိုးရိုးuser တွေအတွက်က coin 9500ရမယ် VMB user တွေကြတော့သူက level 20ထိပြီးအောင်စော့နိုင်တယ်ဆိုရင်1500ရမယ်ပေါ့နော်အဲ့တော့ဒါမျိုးလေးခွဲထားတယ်ပြီးတော့နောက်တစ်ခုကဒီဘုံဂိမ်းမှာ level 15ကိုအောင်စော့နိုင်တယ်ဆိုလို့ရှိရင်ဘောနက်ရှိသေးတယ်ပေါ့နော်အဲ့ဒီဘောနက်ကလည်းသူကဒီ normal user နဲ့ VMB user ဆိုပြီးတော့သူကနှစ်မျိုးခွဲထားသေးတယ်အဲ့မှာကသူကnormal user ဆိုလို့ရှိရင်သူကဘုံဂိမ်းဘောနက်ကဘယ်လောက်ရလဲဆိုတော့ coin 2000ရတယ်ပေါ့နော် VMB user ဆိုရင်တော့သူက4000 coin ရတယ်ဒါကဘုံဂိမ်း level 15ကိုကျော်သွားမှာပေါ့နော်15ကိုအောင်စောင့်နိုင်မှရတာပေါ့နော်အဲ့တော့ဒီဘုံဂိမ်းရဲ့အောက်မှာတော့ဒီ dice game ရှိတယ်ဒီ dice game ကတော့ player 2ယောက်စောင့်ရတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာတော့မစော့ပြတော့ဘူးအဲ့တော့ကျွန်တော်နောက်တစ်ခုဒီ watch တက်ကိုတွားကြည့်မယ်ပေါ့နော်watch မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ AD video တွေကြည့်ဖို့အတွက်ဒီမှာ list လေးရှိတယ်ပေါ့နော်ဒီမှာလည်းသူက VNB နဲ့ normal နဲ့ခွဲထားတယ် normal user ဆိုလို့ရှိရင်ကျွန်တော်တို့က video က9ပုတ်ပဲပေါ်မယ်VNB user ဆိုရင်တော့15ပုတ်ထိပေါ်မယ်ပေါ့နော်ကြော်ညာလေးကဘယ်လိုကြော်ညာလေးလဲဆိုတော့ခုနကကျွန်တော်တို့အရှိပိုင်းမှာကြည့်ခဲ့သလိုပဲစက္ကန့်30လောက်ကြာတဲ့ကြော်ညာလေးတွေပါပဲဒီကြော်ညာလေးတွေကိုကြည့်ပြီးလို့ရှိရင်တစ်ပုတ်ကိုဘယ်လောက်ရလဲဆိုတော့ coin 100ရတယ်သူကတနားချာတစ်ခါပေါ့နော်ဒီဟာကပြင်ပြီးတော့ပေါ်လာတယ်အခုကျွန်တော်တို့ကဒီမှာ15ပုတ်ရှိတယ်ဆိုရင်15ပုတ်လုံးကျွန်တော်တို့ကကြည့်လိုက်မယ်9ပုတ်ရှိတယ်ဆိုရင်9ပုတ်လုံးကိုကျွန်တော်တို့ကကြည့်ပြီးသွားပြီဆိုလို့ရှိရင်တနားပြည့်တာနဲ့သူကနောက်တစ်ခါထပ်ပြီးတော့ video တွေကပြန်ပေါ်လာတယ်အခုကြည့်လိုက်ရင်သူကဒီမှာ list ကနေပျောက်သွားလိမ့်မယ်အခုကျွန်တော် video 2ကိုနှိပ်ထားတာအခု2ကိုကြည့်ပြီးသွားပြီဆိုတော့2ကဒီ list တွေကနေပျောက်သွားပြီအဲ့လိုပဲသူကဒီ15ပုတ်လုံးကြည့်ပြီးသွားပြီဆိုရင်ဒီ15ပုတ်လုံးကဒီမှာလုံးဝပျောက်သွားပြီပေါ့နော်အဲ့ဒါပြီးသွားတော့မှတနားကြီးပြည့်သွားတဲ့အချိန်ကျမှသူကနောက်ထပ်ထပ်ပေါ်လာမယ်သူရဲ့အောက်မှာကတော့ဒီ visit to blog ဆိုပြီးတော့ဒါကတော့ blog ကိုသွားတာကုတ်ကိုယူပြီးတော့ဒီမှာကျွန်တော်တို့ confirm ထည့်ပေးရတာ copy လုပ်ပေးရတာပေါ့နော် copy လုပ်ပြီး confirm လုပ်ရတာဒီမှာတော့ကျွန်တော်မလုပ်ပြတော့နောက်မှပဲကျွန်တော်တက်လုပ်ပြမယ်နောက်တစ်ခုကတော့ဒါ invite ပေါ့နော် invite မှာတော့ကျွန်တော်တို့အပေါ်မှာ invite link ရှိမယ်ပြီးရင်တော့သူ့အောက်မှာတော့သူကဒီဘောမှာ coin တွေဘယ်သူကအများဆုံးရထားလဲဆိုတဲ့စီးရင်ပေါ့နော်အယောက်100ကိုသူကပြထားတယ်ဒီမှာဆိုရင် coin တွေရှာလို့စုထားတဲ့လူတွေရဲ့စီးရင်ပေါ့နော်အယောက်100ပြထားပြီးတယ်ပေါ့အဲ့လိုမျိုးပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ account ပေါ့နော် account ကတော့ကျွန်တော်တို့ဒီကိုရဲ့ account ပေါ့နော်ကိုဘယ်လောက်ရနေပြီလဲဘယ်လောက် coin ဘယ်လောက်ရှိလဲဆိုတဲ့ဟာကိုကြည့်ချင်ဒီ account မှာသွားကြည့်ရတယ်အဲ့တော့ account တက်ကိုသွားတဲ့ချိန်မှာတော့ကျွန်တော်တို့ဒီမှာကြော်ညာလေးခဏကြည့်ပေးရတယ်ပေါ့နော်ဒီကြော်ညာကလည်းခုနကပြောသလိုပဲစက္ကန့်30တွေပဲအကုန်လုံးဒီမှာရှိသမျှကြော်ညာတွေအကုန်လုံးကစက္ကန့်30လောက်ပဲကြာတယ်ဗီဒီယိုကဒါမျိုးလေးပါပဲပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်တို့ရဲ့ account တက်ပွင့်လာလိမ့်မယ်အပေါ်ဆုံးမှာဆိုရင်ကျွန်တော်တို့ရဲ့ user name ရှိမယ်ပြီးရင်ကျွန်တော်တို့ရဲ့ရထားတဲ့ coin တွေရှိမယ်ပေါ့နော်ပြီးတော့အောက်မှာတော့ VIP ပေါ့နော်ကျွန်တော်တို့ active ဖြစ်နေတယ်ပြီးရင်သူအောက်မှာ withdraw coin withdraw ကဘယ်လိုလုပ်ရလဲဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ကUSDT address နဲ့ထုတ်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့က KBZ weight ဒါမျိုးနဲ့ KB weight ပေးနဲ့ထုတ်လို့ရတယ်တကယ်လို့ကိုက USDT နဲ့ထုတ်မယ်ဆိုတော့သူကအနည်းဆုံး$10မှထုတ်လို့ရမယ်Binance ရှိတယ်လို့ဆိုရင် Binance က address ကိုယူပြီးဒီမှာထည့်ပြီးရင်ကိုမှcoin 10သိန်းရှိပြီဆိုရင်ကျွန်တော်တို့ထုတ်လို့ရမယ်ပေါ့နော်သူက coin 3သိန်းကို$အဲ့တော့$10ဆိုလို့ရှိရင် coin 10သိန်းပေါ့နော်အဲ့တော့မြန်မာငွေနဲ့ဒီ KB နဲ့ထုံးမဲ့လူတွေအတွက်ဆိုရင်တော့ကျွန်တော်တို့က
လောလောဆယ်ကတော့သူ3900ပေးတယ်ပေါ့နော်။ coin 3သိန်းကို3900ပေးတယ်အရင်တော့က3800ပေးခဲ့တယ်ပေါ့နော်အခုကတော့လောလောဆယ်3900ပေးထားတယ်သူ့ရဲ့အောက်မှာတော့ဒါ transition history ပေါ့နော်ကျွန်တော်တို့တနေ့ကုန်လုပ်ခဲ့သမျှတွေရှာခဲ့သမျှတွေcoin ရဲ့ဒီဘယ်ကနေငွေဝင်လာတယ်ပြီးရင်ဘယ်လောက်ထုတ်သွားတယ်ဆိုတဲ့ဟာမျိုးကြီးကြည့်ရတာပေါ့နော်KBZ မှာဆိုရင်တော့ကျွန်တော်တို့ကအကောင့် name ရှိမယ် KBZ name ရှိမယ်ပြီးရင်ပြီးရင်တော့ဖုန်းနံပါတ်ပေါ့နော်သူကဒီမှာ coin ကိုရိုက်ထည့်လိုက်ပြီဆိုလို့ရှိရင်အောက်မှာလည်းသူကတခါတည်းမြန်မာငွေနဲ့ဆိုရင်ဘယ်လောက်ဒေါ်လာနဲ့ဆိုရင်ဘယ်လောက်ဆိုသူတခါတည်းပြထားတယ်ပေါ့နော်အဲ့လိုမျိုးလေးပါပဲဒါကတော့ကျွန်တော်တို့ဒီ ADS WE ပေါ်မှာဘယ်လိုဆော့ရမလဲဘယ်နေရာတွေကဘယ်လို coin တွေရလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကပြောပြပေးတာဖြစ်ပါတယ်နောက်မှကျွန်တော်တစ်ခုချင်းစီဥပမာပုံကိန်းဆိုလဲပုံကိန်းပေါ့နော်ကျွန်တော်နောက်မှဆော့ပြမယ်တိုက်ကိန်းဆိုလဲဒီ answer တုံးဆော့ရတဲ့ကိန်းဆိုလဲ answer တုံးဆော့ရတဲ့ကိန်းကိုကျွန်တော်နောက်မှတစ်ခုချင်းစီဗီဒီယိုတစ်ခုချင်းစီကျွန်တော်ထပ်ပြီးဆော့ပြပေးပါမယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်